ရှင်မဟာကတ္တပကိုရောမြတ်ကြီးဖလားသမဘကထပြီးတော့သူစင်းရဲလင်မယားကိုချီးမြှောက်ခြင်းတဲ့အတွက်အလှခံမှုကြွလာတယ်။ဖလားသမဘကထကစားပုဂ္ဂိုလ်ကိုလှူရင်9ရက်အတွင်းကျိုးပေးပါတယ်။တကြားမရသိတဲ့အတွက်သူ့စာတာနဲ့စင်းရဲသားလင်မယားဟန်ဆောင်ပြီးကိုရောမြတ်ကြီးကိုစွန့်လူတယ်။ရှင်မဟာကတ္တပကိုရောမြတ်ကြီးကသိတဲ့အတွက်တကြားမင်းကိုဆူတယ်။တကြားမင်းကအရှင်ဘုရားဆူရင်လည်းခံမမယ်ဖေရတဲ့။တပည့်တော်တို့နတ်ပြည်မှာကောင်းမှုပြုဖို့မလွယ်လို့ပါဖေရတဲ့။နတ်ပြည်မှာစွန့်တစ်ခါလူဖို့တော့အဆူခံပြီးလှူရတာပါ။ရွှေဘိုဆရာတော်ဖရာကြီးအင်္ဂလန်ကိုဆုံးခံကြွတဲ့အခါချွေတာတဲ့အနေနဲ့ဆုံးဝင်မစားပဲဆုံးခံထွက်တယ်။ရဲကဖမ်းသွားရောမင်းတို့ငါ့ကိုဘာအမှုနဲ့များဖမ်းတာလဲကွာလဲလို့မေးတော့တရောင်းစားမှုနဲ့ဖမ်းတာတဲ့မှတ်ကြရောရဲနာသုံးပါးကိုလှူဒန်းပူဇော်ခွင့်ရဖို့ဆိုတာလွယ်တယ်မထင်ပါနဲ့။မြမပုံ20လုံးမှာဇီရီတစုပဲရှိတယ်။နတ်ပြည်6ထပ်လုံးမှာဇီရီတစုပဲရှိတယ်။လူပြည်မှာဇီရီတွေဘယ်လောက်များသလဲဆိုတာသိပါလိမ့်မယ်။အလူခံပုဂ္ဂိုလ်ရဟန်းတန်ဃာတော်တွေဘယ်လောက်များသလဲတွေးကြပါလိမ့်မယ်။ဒါဟာတာမန်အခွင့်အရေးမဟုတ်ပါဘူး။